ရှန်နွာလေးအတွက်လက်ဆောင်တွေပါလာပါပြီရှင်လက်ဆောင်တွေရောက်လာတာပါလာမဟုတ်ဘယ်ကနေပြီးတော့ပေးတာလဲဆိုတော့ရှန်နွာလေးကိုတဲ့တီကဒီပေါ့နော်ဆူမိုဘေဘီကနေပေးတာပါချစ်စရာကောင်းတဲ့ရှန်နွာလေးအတွက်ချစ်ချင်းမြတ်တာအပြည့်နဲ့ဘေဘီဖူလေးကိုလက်ဆောင်ပေးလိုက်ပါတယ်တဲ့အရသာရှိစားပြီးကျမ်းမာပျော်ရွှင်ပါစေဘေဘီလေးရေတဲ့ဆူမိုဘေဘီမတီတဲ့ဆူမိုဘေဘီကမောက်လဲကျေးဇူးများတင်ပါတယ်ဆိုတော့ခင်လွှဲရဲ့ရှန်နွာနဲ့အတူတူပေါ့နော်ဘာလေးတွေပါလဲဆိုတာကိုဖောက်ကြည့်ရအောင်ဆွဲလေးတွေအရင်ကြည့်မလားအိုးဖောက်ဆွဲဒါကရှန်နွာကအမြဲတမ်းရှန်နွာကအခုခင်မကမျိုးစုံလှုပ်ကျွေးနေတာဆိုတော့ခောက်ဆွဲလေးတွေပေါ့နော်ခောက်ဆွဲလေးတွေထည့်ပေးလိုက်ပါတယ်ခောက်ဆွဲလေးတွေကတစ်မျိုးနဲ့တစ်မျိုးအရသာလေးတွေကမတူဘူးဒါက green noodle ဒါက green noodle ဒါလေးကတော့ monohia ပေါ့နော်ဒီဟာလေးကကြတော့yellow noodle ဆိုပြီးတော့ခောက်ဆွဲတုပ်ကလေးတွေရပါတယ်ဆိုတော့ရှန်နွာလေးကိုဒီခောက်ဆွဲတုပ်တွေကိုသူကတော့ဘယ်လိုပြုတ်ရဆိုအထဲထဲကိုသူ့ရဲ့ပေါ့နော်သူရေထက်ပြီးတာနဲ့သူကခောက်ဆွဲကိုရေထက်မယ်ပြီးသွားလို့ရှိရင်သူက sauce တို့ဘာလို့ထည့်ရပြီးတော့မှခောက်ဆွဲထည့်ပြီးခောက်ဆွဲကိုပြုတ်စားတာထဲထဲမှာတော့သူကဘလိုမျိုးမပါတော့ကိုဟာနဲ့ကိုလှုပ်စားရမယ်ထင်တယ်ဒါမှမဟုတ်အထုပ်ကလေးတွေပါမလားမသိဘူးကျွန်တော်ကတော့ထဲထဲဖွင့်ကြည့်တာပေါ့နော်တခြားတော့မသိဘူးဒါပေမဲ့ဒါလေးတွေကလုံးဝကလေးတွေစားတဲ့ဟာဆိုတော့တကယ်ကိုကျမိုင်းနေမျိုးပြီးတော့အာဟာရရှိတာမျိုးလေးပေါ့နော် thank you ပါတီတီရေကဲဒါလေးကတော့ရှန်နွာလေးအကြိုက်ပါပါစတာပါအမြဲတမ်းရှန်နွာလေးကိုပါစတာလေးတွေလုပ်ကျွေးနေကြဆိုတော့အိုးပါစတာလေးလည်းပါလာပြီ thank you so much ပါရှန်နွာလေးကမနက်တိုင်းပါစတာစားတာကိုကြိုက်တယ်လीနော်ကဲနောက်တစ်ခုကဘာလဲဒီခေါင်းကကြတော့ပါစတာကိုနောက်တစ်မျိုးပါစတာနောက်တစ်မျိုးအယုတ်ကလေးတွေဒါလေးကအယုတ်ကားယုတ်ကလေးတွေလေးမြန်လေးတွေသူကရထားလေးပေါ့နော်အဲ့လိုမျိုးအယုတ်ကလေးတွေနဲ့ပါအခလေးလေးစားတဲ့ခါမှာမျက်စိပတာရပါဖြစ်တာပေါ့နော်ကဲဒါကကြတော့ကြာစံပါရှင်ဒါကကြတော့ကြာစံလေးပါရှင်ကြာစံလေးပါကြာစံပြုတ်စားမလားပေါ့နော်ပစုံလေးနဲ့ပေါ့နော်အဲ့လိုမျိုးလဲစားလို့ရတယ်ဒါမှမဟုတ်ရှင်သူ့ကြည့်ပဲကိုပဲကြော်စားမလားကိုလှုပ်ချင်လှုပ်တက်တတ်လောက်ပေါ့နော်ဒီကောင်လေးကကျတော့ပါစတာကိုနောက်တစ်မျိုးလေးပါရှင်ကြည့်ပါဦးဆိုတော့ဒီမမေအရန်ပျော်တယ်ဘာဖြစ်လဲဆိုတော့တနေ့သူ့ကိုဘာလုပ်ကြွေးရမလဲဆိုပြီးကြောင်းသွားရင်ခေါင်းကိုက်နေတာအခုတော့ကြောင်းသွားလဲခေါင်းကိုက်เสียမလို့တဲ့ပေါ့နော်ပစ္စည်းလေးတွေရောက်လာတယ်မနေ့တိုင်းသူ့ကိုဘာကြွေးရမလဲဆိုခေါင်းကိုက်เสียလဲနည်းနည်းစဉ်းစားလို့ရသွားတာပေါ့နော်အဲ့ဒီပြီးအိုဒါလဲပါစတာပဲပါစတာတွေကိုအများကြီးပဲကျန်သမီးပါစတာလေးတွေအများကြီးပါပဲဆိုမန်ဒီပါစတာပါကြော်လိုက်တာဆန်နွားပါစတာအရင်ကြိုက်တာဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒါလေးတွေကယူရီးယားကနေပြီးတော့ထွက်တာလေးတွေပေါ့နော်ဒါလေးတွေကတော့အမှုန့်တုပ်ကလေးတွေဟုတ်တယ်သမီးလေးဒါလေးတွေကကြတော့အမှုန့်တုပ်ကလေးတွေအများကြီးပဲအမှုန့်တုပ်ကလေးတွေပြပေးမယ်ပေါ့နော်သမီးကအဲ့နှစ်ထုပ်ယူလိုက်အဲ့တစ်ထုပ်သမီးယူလိုက်သမီးကโอเคဆိုတော့ကဲဘာအမှုန့်တုပ်ကလေးတွေလဲကြည့်ရအောင်နော်ဒီကောင်လေးကကြတော့အသားခတ်မှုန်နေပေါ့နော်သူအကုန်လုံး Focusment Plus ဆိုတော့ဒါရှန်နွာလေးကိုအေးအေးဆေးဆေးကျွေးလို့ရတယ်ဒီလိုမျိုးမုတ်တုပ်ကလေးတွေပါဆိုတော့အများကြီးပဲပေါ့နော်သူရဲ့ taste ရဒါလေးတွေကတော့သူက sweet corn powder လေးဒါလေးကတော့ sweet corn powder လေးပါရှင်ကဲဒါလေးကကြတော့သူ chicken powder လေးchicken powder လေးဒီလိုမျိုးလေးတွေကြတော့တစ်ခါသုံးလေးတွေတစ်ခါသုံးမဟုတ်ပေါ့နော်ဒီထုတ်ကလေးတွေကကြတော့ကိုအစင်ပြင်းပြသလိုပေါ့နော်ခရီးသွားတဲ့အခါမှာဆိုတော့တနိုင်တစ်ပိုင်းလေးတွေတွေ့သားလို့ရတဲ့ပစ္စည်းမျိုးလေးတွေပေါ့နော်ဒါလေးဆိုလို့ရှိရင်ကျတော့ salmon နဲ့ထည့်နေတာ no gluten ပေါ့နော်သူကchicken နဲ့ salmon နဲ့ပေါင်းထားတဲ့ဟာမျိုးလေးဆိုတော့အကုန်လုံးကတော့ဒါလေးဆိုလို့ရှိရင်သူကမှုန့်လေးလိုပုံစံမျိုးဆိုတော့ဒီဟာလေးအကုန်လုံးကခုနကခောက်ဆွဲနဲ့ပေါ့နော်စားမယ်ဆိုလို့ရှိရင်စားလို့ရတဲ့ဟာလေးတွေပါဆိုတော့အကုန်လုံးကတော်များများသူကထွက်ထားတယ်ဒါဆိုရင်ရင်ညှိလေဒါဆိုလို့ရှိရင် salmon နဲ့ကြက်နဲ့ပေါ့နော် salmon နဲ့ကြက်သားမှုန့်လေးနဲ့ရောထား mix လုပ်တာအာဟာရလေးရှိတယ်ကျမိုင်းနဲ့လည်းညီညွတ်တယ်ကျွန်တော်လည်းကြိုက်ဒါ Spanish powder ပေါ့ Spanish powder ကတော့သူကဟိုဟင်းနွယ်ရဲ့အမှုန်လေးတွေဒီကောင်လေးကကြတော့ဗာလေ pepper sweet potato powder လေးပေါ့နော်ဒါ potato powder လေးကဲအများကြီးပဲသူရှိမှာအစုံရှိဒါလေးတော့ရွှေဖီုံပေါ့နော်အမှုန်လေးကိုကြိုက်တာထည့်ပြီးသုံးလို့ရတယ်ဒါကလည်းဒါကြတော့ salmon နဲ့ဗာနဲ့လည်းမသိဘူးဒါကကြတော့ salmon powder တိတန့်ပေါ့နော်ဆိုတော့ဒါလေးတွေနဲ့ခုနကခောက်ဆွဲလေးတွေပဲကျွေးမလားကိုယ့်ရဲ့ဟင်း
ချက်တဲ့အထဲမှာပေါ့နော်ဒီအရသာမှုလေးတွေထည့်ပြီးကလေးတွေကိုတစ်နေ့တစ်မျိုးမယိုးအောင်ကျွေးမလားကလေးတွေကအမြဲတစ်မျိုးတည်းဆိုလည်းယိုးတယ်လေကလေးမမဟုတ်ဘူးကိုယ်တွေဆိုလူကြီးတွေတောင်မှအမြဲတမ်းစားနေရရင်ယိုးတယ်လေဟုတ်တယ်မလားဆိုတော့ရမ်းကိုခလွမ်းတက်ရမ်းစီပြီးဒါလေးက vegetable seasoning powder ဆိုတာအသီးရွက်မှုန်လေးပေါ့နော်ဟိုကလွမ်းတို့ဟိုလူကြီးတွေဆိုလဲစားတဲ့အချို့မဟုတ်အစားတော့ဟင်းသီးဟင်းရွက်မှုန်လေးလိုမျိုးပေါ့နော်သူကတော့ဟင်းသီးဟင်းရွက်မှုန်လေးဆိုတော့ so many things and ဒီဟာလေးကကြတော့ဒါလေးကကြတော့ထမင်းနဲ့ဖြူစားလို့ရတဲ့ဟာမျိုးလေးပေါ့နော်သူကမရေးတာအသက်တစ်နှစ်အထက်မှစတည်တော့အုံတကြား sorry ဒါအုံတကြားဒါလေးကတော့အုံတကြားကကြတော့သူကရိုးရိုးတကြားထက်ကိုပို့ပြီးတော့အချို့တက်နေပြီးတော့ကျမကြီးနဲ့ပိုညှိညွတ်တယ်ဆိုတော့တကြားအစားထိုးအနေနဲ့ကလေးတွေကိုတကြားအရန်မကြွေးချင်အချို့အရန်စားတဲ့ကလေးတွေကပို့ပြီးတော့ so active ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုသူကပေါ့နော်ဒီတကြားလေးကိုသုံးပေးတယ်ဆိုလို့ရှိရင်ဒါပုံမှန်တကြားစားသုံးမှုထက်ကိုအချို့ကိုဇက်ကိုပို့ပြီးတော့ short ချပေးနိုင်တယ်ဆိုတော့ရမ်းစီပြီအိုးဒါလေးတော့ရင်းညိလေးခင်လွှဲဒီရင်းညိကိုအရန်လိုချင်နေတာခင်လွှဲလူရိုးချင်းနေဆိုတော့ဒါမဲ့လေမကြုံတော့မဝယ်ဖြစ်ဘူးကွယ်ဒီရင်းညိကကြတော့ရင်းညိဟင်းရေပဲလောက်တော့မလားဒါမှမဟုတ်လို့ရှိရင်ဒီရင်းညိလေးကိုပေါ့နော်ဒီဟင်းနေထဲမှာပေါ့နော်နည်းနည်းလေးထည့်ပြီးတော့ပဲအဲ့လိုမျိုးလေးလုပ်မှာတော့ဟေ့ရင်းညိကလည်းပဲ multi vitamin ဖြစ်တဲ့ကြောင့်မလို့ကလေးတွေအတွက်ကိုအရန်ကိုအထောက်အကူဖြစ်စေတာပေါ့နော်သူကတော့ဒီမှာရေးထားတော့ရင်းညိကိုပေါ့နော်ဟင်းကြိုတွေပြီးတော့ရင်းညှိဟင်းညတွေမှာရောချက်ပြီးတော့ထည့်သွင်းစားသုံးနိုင်တယ်လို့တော့သူရေးထားတယ်ဆိုတော့ရင်းညှိမှာဗီတာမင်ဓာတ်တွေကခလေးအတွက်ကောပေါ့ခလေးအတွက်ဆိုလို့ရှိရင်တကယ်ကိုပေါ့နော်ဟိုထိရောက်တဲ့အာဟာရဓာတ်တွေပါတဲ့ကြောင့်မို့ရင်းညှိလေးတွေကတော့ကိုယ်ခလေးတွေကိုရံဖန်ရံခါပေါ့နော်အခါအားလို့ဆိုတာကျွေးပေးတင်တယ်လို့ခင်ဗျားကတော့အကြံပြုချင်ပါတယ်နော်ဆိုတော့ဆန်မာလေးလည်းအရင်ကြိုက်တယ်ပေါ့နော်ဒါကတော့ဟိုမုံနေဆိုတာချက်သူကစားတဲ့တောက်တဲ့နေရာမှာပေါ့နော်ခလေးတွေကိုကတွင်းမိန်အောင်လို့တကယ်ကိုအာဟာရပြည့်တာမျိုးလေးတွေကိုစဉ်းစားပြီးလုပ်ပေးတာမျိုးပေါ့နော်စီးနေလေဒီလိုတင်းလို့ဒီလိုတိုင်းဟုတ်တယ်တမီးတိုင်းလိုက်ပါဦးတမီးလေးတိုင်းပြီးပါမမေကိုကူပြီးတော့နော်လိမ္မာလိုက်တာ Happy birthday ဆိုလို့အော်လှုပ်လိုက်တာဟုတ်တယ်အဲ့လိုလိုက်တော့အောက်ထပြုတ်ကြကုန်တာနော်လိမ္မာလိုက်တာခလေးလေးကအရင်လိမ္မာတာလှုပ်ပါမလေးတော့ဟုတ်ပါမလေးရပေါ့နော်ဟိုတကယ်အမကိုလည်းပဲကျေးဇူးများတင်ပါတယ်ဒီထက်ပိုပြီးအစမတန်အစပေါင်းများစွာလဲရောင်းရတွေတိုးပြီးတော့အစမတန်ရောင်းရတွေတိုးပြီးတော့ပေါ့နော်ငွေတွေအများကြီးရရှိပါစေလို့ခင်ဗျားကလည်းဆုတောင်းပေးပါတယ်ခင်ဗျားသမီးလေးလည်းအရန်ကြိုက်တယ်လို့ခင်ဗျားလည်းပဲအရန်ပြောတဲ့အတွက်ကြောင့်မို့အမကိုလည်းအရန်ကျေးဇူးတင်ပါတယ်မမေတွေလည်းပေါ့နော်ကိုသားသမီးလေးတွေကိုဒီဘလော့လေးကိုကြည့်ပြီးတော့ဗာလေးတွေကျွေးလို့ပေါ့နော်ကျွေးရမယ်စဉ်းစားလို့ကြက်နေရဲဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုမြင်ပြီးတော့ idea တစ်ခုလောက်ရရင်ဆိုရင်ကျွန်တော်ဒီ vlog လေးကိုတရားကျွတ်တတ်တာပါအဲ့တော့နောက်ပြီးမှပြတ်တွေ့မယ်တတာ